ကဲအားလုံးပဲမင်္ဂလာပါဒါကတော့မနက်ကင်ဘလော့လေးဖြစ်ပါတယ်အလုံးတော့ကနေဟင်းချက်ဖို့ကမ်းမရှိတော့မီးသူလေးနဲ့ချက်လိုက်တာဖြစ်ပါတယ်အမှန်တော့မီးသူနဲ့ချက်တာအခက်တန့်ချက်လာတယ်ပို့ပြီးတော့လည်းမြင်တယ်ပို့ပြီးတော့လည်းဟင်းစားလို့ကောင်းတယ်ဘုလို့မီးမှုရရလေးတစ်ခုလောက်ပါပဲဒါတော့ရင်တော့ထောင်းပြီးတော့ရဲ့သူတို့စီးတတ်မှာဖြစ်ပါတယ်ခင်ဗျဟင်းကတော့အလိုလေးပဲချက်လိုက်ပါတယ်ဖြစ်တယ်လို့ရှိတယ်လေးနဲ့ဘဲဥလေးရှိတာနဲ့အာလူလေးနဲ့စားလို့ရလို့အနေထားလောက်လေးပဲချက်လိုက်တယ်ဒီကဘိုက်ပြီးရင်ပြီးတာပါပဲဟင်းကောင်းတော့မကောင်းတော့အဓိကမဟုတ်ဘူးမီးတူနေကြတော့ညံတယ်ဦးခဏလေးအကတ်တယ်ဒါတော့ငရုတ်ဒီထောင်းမလေးကိုကျင်းပြီးတော့လုံးရည်လေးဖြစ်အောင်ထည့်ပြီးတာဖုံးလေးဖုံးလာလိုက်မြန်လာတော့မြန်တယ်မီးသွေး၄-၅ခဲလောက်သူဟင်းတအုပ်လောက်ကျက်တယ်ဒါတော့ဖုံးလေးဖွင့်ပြီးတော့ဦးလေးမကောင်းမှုပြီးတာပေါ့လေအရသာလေးလည်းနှံ့ဆောက်သွားတစ်ခါတော့မှုနေရပါဒါအရသာလေးမြည်ကြည့်တာပေါ့ငါနည်းနည်းလေးရတာပေါ်တဲ့အတွက်အချုံမုတ်လေးနည်းနည်းလေးထည့်ချုံမုတ်လေးတစ်စုံလောက်ထည့်လိုက်ထည့်ပြီးလို့ရှိရင်အပေါ်ဟုတ်လဲနည်းနည်းလေးပြန်မှုပြီးတော့ဖုံးလေးပြန်ဖုံးလာလိုက်ဒီဆုံးပြနဲ့ကြတော့တောင်းတော့နှင်းနေပါမကြေတော့ရတာတော့တစ်ခါတော့ထပ်မြည်ကြည့်အကြီးရပြီဆိုလို့ရှိရင်ဖုန်းလေးပြန်ဖုန်းလာလိုက်မယ်မီးရတော့ရဲနေကြတာတော့ဦးလေးလှုပ်ပေးတာဦးမကတ်တော့နောက်တစ်ခါတော့ထပ်ဖွင့်ပြီးဦးထပ်လှုပ်ပေးလိုက်အဲ့တော့ချက်ပြီပေါ့လေမီးရတော့ကောင်းတော့ငွေရတစ်ထောင်းထောင်းနဲ့လှုပ်ပြီးဘလုံးဒီကြိုနေလက်ခဲအိုက်ဆက်ဆိုတော့အင်းကျူကြီးနဲ့ကောင်းနေရလို့โอเคတယ်ပြောโอเคတယ်စားရရတယ်ချက်သွားပြီပေါ့လေစားလို့ရတယ်